contemplation လို့ခေါ်ကိုယ့်ရဲ့အလိုတိုင်းဘာတစ်ခုမှမဖြစ်နိုင်တာကအနတ္တဆိုလိုတာကမျက်စိရဲ့သဘာဝမမြဲတဲ့သဘောသူ့မှာရှိနေတယ်ရှင်းလက်เสียမကောင်းတဲ့သဘောသူ့မှာရှိနေတယ်ကိုယ်ကိုယ်တိုင်ဘာမှမတတ်နိုင်တဲ့အနေအထားသူ့မှာရှိနေတယ်အဲ့ဒီရှုထောင့်သုံးခုကနေပြီးတော့အမှန်ကန်ရှုမြင်လိုက်နိုင်ပြီလို့ဆိုလို့ရှိရင်ဘာကိုဖြုတ်နိုင်တာတော့ဆိုငါဆိုတဲ့အတွေးငါဟာဆိုတဲ့အတွေးတွေဖယ်လိုက်နိုင်တယ်ပေါ့အဲ့ဒီလောက်လေးပဲစဉ်းစားကြည့်ရင်ကိုအတော်အသင့်ဖယ်လို့ရသွားလွယ်နဲ့တော့ဖယ်တာမဟုတ်ဘူးစဉ်းစားလိုက်တဲ့အခိုက်ကလေးမှာဒါပြောက်သွားသိချစဉ်းစားကြည့်ပေါ့ကွာအေးမျက်စိဆိုတာငါမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသူ့အကြောင်းသူကံနဲ့ဖြစ်ပြီးတော့သာဝရပြောင်းလဲနေတဲ့အရာဖြစ်တယ်အမေမွေးတော့မှမျက်စိမဟုတ်ဘူးအခုရှိတဲ့မျက်စိကဆင့်ငယ်ဖြစ်ပေါ်လာတဲ့နောက်ပေါ်ကော်ပီတွေတာဖြစ်တယ်နောက်ပေါ်တွေတာဖြစ်တယ်အဲ့ဒါတွေကသာဝရပြောင်းလဲနေမှာပဲဒီသာဝရပြောင်းလဲနေတာကြီးလေဘယ်တော့မှရပ်လို့ရမှာမဟုတ်ဘူးသူ့အကြောင်းနဲ့သူဖြစ်နေတာအကြောင်းကျိုးညီးနေရင်တော့ကောင်းပါပဲတစုံတစ်ခုအကြောင်းကျိုးဖောက်ပြန်သွားတာနဲ့တပြိုင်နက်ပျက်စီးသွားမှာပဲငါပါတတ်နိုင်တော့ဘာမှမတတ်နိုင်ဘူးဒီလိုဆင်ញင်စဉ်းစားလိုက်ငါဆိုတဲ့အတွေ့ငါဟာဆိုတဲ့အတွေ့လျှော့ချလိုက်အဲ့ဒါလို့လျှော့ချလိုက်နိုင်တာနဲ့တပြိုင်နက်တစ်စုံတစ်ခုမျက်စိဖောက်ပြန်ပြောင်းလဲတာနဲ့ကြုံတဲ့အခါမှာဖြစ်ရလေခြင်းဆိုတဲ့တောကမလာတော့အဲ့ဒါမျက်စိအတွက်ငိုကြွေးတာဆိုတာမရှိဘူးဘာလို့လဲဆိုဒါဒီလိုဖြစ်မယ်ဆိုတာစဉ်းစားထားပြီးတာလေအသိဉာဏ်နဲ့စဉ်းကျင်စဉ်းစားထားတော့တောကဆိုတာမလာဘူးပရိဒေဝဆိုတာမလာတော့ဘူးဒုက္ခဆိုတာမလာတော့ဘူးဒေါမနတဆိုတာမလာတော့ဘူးဥပါယတလို့ခေါ်တယ်စိတ်နှလုံးပင်ပန်းမှုတွေလည်းမလာတော့ဘူးတဲ့အဲ့ဒီမလာတော့ဘူးဆိုလို့ရှိရင်စိတ်နှလုံးစိတ်ဝမ်းမှာအေးချမ်းသွားတာလေဒါကိုပြောနော်တခဏဆင်ញင်လိုက်ရင်တခဏအေးချမ်းသွားနောက်ဆုံးမှာအမှန်ကန်မြင်မှုကဆွမ်းဆောင်မှုတွေအကောင်းလာလေလေတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားတွေကယောပါသွားလေလေတဏှာအတွေ့ဒိဋ္ဌိအတွေ့တွေဝေးသွားလေလေသောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့ပူပန်မှုတွေကပျောက်ကင်းသွားလေလေဒီလိုလာတာဟုတ်